ချက်ရဲ့ဒုတိယမြောက်ကစားနည်းအနေနဲ့ဆိုရင်အင်္ဂလိပ်ကြော်သားပေါ့နော်ဒီညှက်ရိုးအောက်ကကြော်သားကိုထိရောက်တယ်တခုပြရမယ် band press ကကြတော့ချက်ရဲ့ middle ကြော်သားကိုပို့ပြီးထိရောက်တယ်နော်ဒီလိုဆိုအောင်ဆိုရင်ခုန chess ကစားတဲ့အတိုင်းပဲကိုဆော့မဲ့ရှင်ဘတ်နဲ့ဒီတန်းနဲ့ကတပြေးတည်းဖြစ်ရမယ်နော်ဆိုတော့အဝေးဒါဆိုမဖြစ်ဒါပိုက်ကြီးဖြစ်နေတယ်ဒီလို channel တန်းနဲ့ကိုယ့်ရဲ့ နိုသီးကောင်းနဲ့ဒီတန်းနဲ့တပြေးတည်းဖြစ်တဲ့ချိန်မှာချိန်ထားမယ်ပေါ့နော်အဲ့ဒါတော့စောင်းစောနဲ့ကျွမ်းရတယ်ချိန်တဲ့ခါရောက်နော်ပြီးရင်တန်းလေးကိုဖြုတ်မယ်လက်လေးတွေက wide grip ကင်ပါနော်ဒါဆိုရင် narrow grip ဆိုရင်ဒါချက်ကိုမထိတော့ဘူးဒါ shorter ရေးလက်မောင်းတွေပေါ့ထိတယ် wide grip ကင်ပါနော်လက်ကျဲလေးပေါ့နော်ကိုယ့်ရဲ့ပကုံးကျဲတိုင်း6လက်မှကွာပြီးပြီဆိုရင်ဒီမှာပြောသလိုပဲရင်ဘတ်ကိုဖွင့်ချမယ်ဆိုတော့အဲ့မှာသတိထားမှာတစ်ထောင်ရဲ့ angle သတိထားမှာနော်တစ်ထောင်ကဒီလိုမျိုးကြီးမဖြစ်ရအောင်နော်တစ်ထောင်ကဒီကိုယ့်ရဲ့တန်းနဲ့တောင်းပန်ကြကြပဲဖြစ်ရနော်ဒီလိုမျိုးကြီးလည်းမဖြစ်ရဘူးဒီလိုလည်းမဖြစ်ရဘူးတန်းနဲ့တောင်းပန်ကြကြဖြစ်ရနော်ဒီအပေါ်ဖြည်းဖြည်းချင်းတွန်းတယ်ပဲပြီးရင်ခုနလိုပဲချက်ကိုခုနလိုမှောက်ထားမယ်နော်မလျှော့ထားဘူးဒီလိုမျိုးမလျှော့ပြီးမတုံးဘူးချက်ကိုမှောက်ပြီးတွန်းတယ်1 2နော်အဲ့ဒီရဲ့ပြောတဲ့အတိုင်းကစားနိုင်တယ်ဆိုတော့ချက်ကိုပို့ပြီးတော့ဖြစ်အောင်